Hello everyone and good morning. Today this video is a record for my learning journey. So okay, this video is the first time of my learning journey. I will be challenged. I will be challenged in a 1 month challenge for 2026 1st January to 31 January. So okay. Hello, hello, I'm Mingla channel. Sharing video, my sharing Pibare. Kuna English to Piola Pipe, woman channel in Batiba. Okay, but Okubona channel, who sharing video, my channel, video leading Batiana channel, totally child. I wanna. I don't who did not have such a matter channel, Netima, and the general idea any kind of side your one, channel, told the any channel. One match English our channel who are me. A digger you channel a test school or one, shake located a shady channel PMU, losing yellow. I locate as well, channel, YouTube on my channel, the starting here, and below the blue may go to a Takonjula K, 118 channel, who Japan will not by my channel, the Jula K, channel, the Lord Miane. များခဲ့ပါတယ်ကျွန်တော်အလေးလိုက်ခဲ့တယ်ကျွန်တော်များခဲ့ပါတယ်2025မှာရောဆိုဒါကြောင့်မို့လို့ကျွန်တော်အခု2026မှာစပြီးကျွန်တော်ကိုပြန်ပြီးတော့ channel ခေါ်သွားပါမယ်channel ကကြတော့ပေါ့ကျွန်တော်ဒီ2026မှာကျွန်တော် IELTS ကိုကျွန်တော် Basco ကောင်းကောင်းနဲ့ကျွန်တော်အောင်နေတယ်ဒါပေမဲ့အခုလက်ရှိအချိန်မှာကျွန်တော်အင်္ဂလိပ်စာလေးပဲအရေးချင်းကလုံးဝ0မှာတကယ်0ပါဗျာ0တော့မဟုတ် minus ဘက်တော့သွားမယ်နဲ့တူတယ်အဲ့ဒါအကြောင်းလို့ကျွန်တော်အခုချိန်နဲ့စပြီးတော့ကျွန်တော်အင်္ဂလိပ်စာကိုသိရှိရပြန်လုပ်မယ်2026အတွင်းမှာကျွန်တော် IELTS ကိုဖြည့်မယ်ပေါ့နော်ပြီး2029မှာဆိုလို့ရှိရင်ပေါ့ကျွန်တော်ရဲ့ target ဖြစ်တဲ့နိုင်ငံခြားတစ်ခုခုမှာကျွန်တော်တက္ကသိုလ်တက်ချင်တယ်ပေါ့နော်အဲ့ဒီအတွက် target ကပြည့်မလားမပြည့်ဘူးလားဆိုတာတော့ကျွန်တော်ဒီနှစ်ကကြိုးစားမှုပုံမှာပဲမူတည်ပါတယ် okay အဲ့ဆိုလို့ရှိရင်ကျွန်တော်ဒီဗီဒီယိုလေးရဲ့ရည်ချက်ကကြတော့ကျွန်တော်စာသင်ရဲ့ channel စာသင်တဲ့ဗီဒီယိုလေးလည်းမဟုတ်ဘူး sharing ပေးတဲ့ဗီဒီယိုလေးလည်းမဟုတ်ပါအဓိကကြတော့ကိုတာကတ်ထားပြီးတော့ငါဘယ်လိုမျိုးပြောင်းလဲသွားရဲဆိုတော့ကျွန်တော်မှတ်တမ်းတင်ထားတဲ့အနေနဲ့မှတ်တမ်းတင်နေတဲ့အနေနဲ့ပေါ့နော်ကျွန်တော်ဗီဒီယိုလေးကိုရိုက်ဖြစ်တာပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါအခုကျွန်တော်စီမှာဆိုလို့ရှင် channel စာရွက်တွေရှိတယ်ပေါ့နော်ကျွန်တော်ရဲ့အခုဒီကျွန်တော်ခေါ်တာတော့ Mr. ချက်ကြီးပေါ့နော်ချက်ကြီးဗီဒီယိုခေါ်တာပါကျွန်တော်သူ့ရဲ့အကူအညီနဲ့ပေါ့နော်ကျွန်တော်အင်္ဂလိပ်စာလေ့လာဖို့သူက one match plan ကျွန်တော်ဆွဲထားပါတယ် okay ဆွဲထားတာမဟုတ်ဘူးเนาะကျွန်တော်ကူးရေးထားတာပါဟုတ်ကဲ့ပါအဲ့သူပြောတဲ့ဗီဒီယိုအတိုင်းပဲကျွန်တော်နေ့စဉ်နေ့တိုင်းကျွန်တော်လုပ်သွားမယ်ကြိုးသွားမယ်ပေါ့เนาะကျွန်တော်ဒီ one match ပြီးကြအခါမှာကျွန်တော်ဘာတူတက်ပြောင်းလဲသွားလာမလဲပြီးနောက်ထပ် one match channel နဲ့အတူကျွန်တော်ကိုတဆင့်ချင်းကျွန်တော်ပြောင်းလဲသွားပါမယ်ဒါကြောင့်မို့ကျွန်တော်စာလုပ်တဲ့ဗီဒီယိုလေးကိုကျွန်တော်နေ့တိုင်းကျွန်တော်ရဲ့ YouTube channel နဲ့ကျွန်တော် Facebook မှာကျွန်တော်တင်သွားမှာပဲဖြစ်ပါတယ်ဒီကတော့ကိုဘယ်လိုမျိုးပြောင်းလဲသွားတာကိုသိကျင်တဲ့အနေနဲ့ကျွန်တော်မှတ်တမ်းဗီဒီယိုရိုက်ထားခြင်းဖြစ်ပါတယ်ခင်ဗျာဒီကြားထဲမှာကျွန်တော်စာသင်တဲ့ဗီဒီယိုတချို့ဗီဒီယိုလေးလည်းကျွန်တော်ပြန်ရိုက်ပြီးတော့တင်ပြသွားမှာဖြစ်ပါတယ်ခင်ဗျာအားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ bye bye